ငပိလှမ်းပြီးပန်းနဲ့တင်းကျင်လို့မရဘူးဆိုတဲ့စကားကိုအလုံးကြားဖို့မှာပေါ့နော်အဲ့ဒီစကားလေးကတော့ရှင်းရှင်းပြောရရင်တော့ကိုလှုပ်တာကိုကမကောင်းတာလှုပ်နေပြီးတော့ကောင်းတဲ့ရလက်တွေမျှော်လင့်နေလို့ဆိုလိုတာနော်အဲ့တော့ဒီကိုရိုင်းကကံမကောင်းမှုလက်ပိတ်နေတဲ့ကြက်တည်မရှိဘူးဘာလို့အဆင်မပြေဘူးဘာပြောအဆင်မပြေဘူးဘယ်တော့မှလူတော့မတိုးဘူးဆိုတဲ့လူတွေကဘာကြောင့်လဲနော်အဲ့ဒီခုနပြောသလိုပဲငပိလှမ်းနေတဲ့လူတွေနေမှာပေါ့ငပိလှုပ်တဲ့လူတွေငပိလှမ်းတဲ့လူဆိုလို့ငပိရောင်းတဲ့လူပြောတာမဟုတ်ဘူးเนาะဒါလေးတွေရောပြီးတော့ရောပြောတယ်ထင်တယ်ဦးမယ်မဟုတ်ဘူးเนาะအဲ့တော့ကိုမကောင်းတာလုပ်နေရင်မကောင်းတဲ့ရလက်တွေပဲရမှာပဲအဲ့တော့ကြက်တည်မရှိဘူးအဲ့လူကကြက်တည်မရှိဘူးကြည့်ရတာကြက်တည်မရှိဘူးဆိုကြက်တည်ဆိုတဲ့စကားကဘယ်ရလာလဲဆိုတော့ကြက်တည်ဆိုတာမင်္ဂလာကြက်တည်မင်္ဂလာเนาะဗုဒ္ဓဘာသာတွေအယူအဆမှာကြက်တည်မင်္ဂလာဆိုတာတိတ်ကိုတန်ဖိုးရှိတဲ့စကားအသုံးနှုန်းလေးပေါ့အဲ့တော့ကြက်တည်မရှိဘူးရှိတယ်ဆိုတာဟိုကျမအမေငယ်တော့ပြောဘူးတယ်အဲ့လိုငိုနေတယ်ပါဇက်ကနေပြီးတော့ပြောအခုသူစကားတွေပြောနေတယ်ပေါ့လေအဲ့လိုဆိုစိတ်ကမကြည်ဘူးဆိုအမေကပြောကြက်တည်မရှိဘူးကြက်တည်ရှိအောင်နေစမ်းဆိုငယ်တော့အမေကအမြင်နဲ့အဲ့လိုစုတယ်ပေါ့နောက်သူများအတင်းဖြစ်နေပြောတာသူများမကောင်းကြောင်းနေသူများအတင်းဖြစ်နေပြောတာသူများမကောင်းကြောင်းနေပြောတာမျိုးတွေပေါ့သူများမကောင်းကြောင်းဆိုတာသူများလူတယောက်ကလူတယောက်ကိုဒုက္ခရောက်စေလို့တဲ့ဆန္ဒနဲ့လူတယောက်ကိုတိတ်ခါကြစေလို့တဲ့ဆန္ဒနဲ့လူတယောက်ကိုဗလိန်ကျင်တဲ့ဆန္ဒနဲ့ဟဟလားတိတ်ခါမကြအောင်တမင်တကာလောက်ကြံ40ဖန်တီးပြီးတော့အကွက်ကြစီစဉ်ပြီးတော့နော်ကြောက်တွန်းတာအတင်းပြောတာဂုံချောတာမျိုးနဲ့မကောင်းသတင်းဖွင့်တာမျိုးတွေပေါ့နော်အဲ့ဒါတွေကစက်တီမင်္ဂလာမရှိတဲ့လုပ်ရက်တွေပေါ့